chapter 4မှာဆိုလို့ရှိရင် numbers တွေကိုအဓိကထားပြီးတော့ပြပြပေးသွားမယ်ပေါ့နော်အဲ့တော့အရင်ဆုံးအနေနဲ့ cardinal numbers တွေ cardinal numbers ဆိုတာကဘာလဲဆိုတော့တစ်ခုနှစ်ခုသုံးခုရေးတွက်လို့ရတဲ့ကဏ္ဍတွေပေါ့နော်အဲ့ဒီကဏ္ဍတွေကို cardinal numbers လို့ခေါ်တယ်အဲ့တော့ဒီမှာပြောမယ်ဆိုလို့ရှိရင်0ကိုကြတော့ zero 1ကို uno 2ကို dos 3 tres 4 cuatro 5 cinco 6 6 7 7 8 ocho 9 9အဲ့တော့ဒီဘက် row မှာဆိုရင်ဒီဘက် column မှာဆိုလို့ရှိရင်0 1 2 3 4 5 6 7 8 9အဲ့တော့10ကိုကြတော့ ds 11ကို 11 12 12 13 13 14 14 50 15 60 DSC 6အဲ့တော့ DSC 6ဆိုတာကကြတော့ DS နဲ့6ကိုပေါင်းထားတာပေါ့နော်10နဲ့6ကိုပေါင်းရေးထားတာ DSC 6အဲ့တော့70 DSC 7 80 DSC 8 90 DSC 9အဲ့တော့ဒါဆိုရင် second column ပြီးသွားပြီ second column ကိုပြန်ပြောမယ်ဆိုရင် DS 11 12 13 14 15 DSC 6 DSC 7 DSC 8 DSC 9အဲ့တော့ third column မှာဆိုရင်20ကိုကြတော့ 20 20 21 21 22 22 23 23 24 24 25 25 26 26 27 27 28 28 29 29အဲ့တော့ပြန်ပြောမယ်ဆိုရင် 20 21 22 23 24 25 26 27 28 29အဲ့တော့3 column ပြီးသွားပြီအဲ့တော့နောက်ဆုံး fourth column ပေါ့နော် fourth column မှာဆိုရင် 30 30ကို30ကို 30 31 30 y 1 E ဆိုတာက ANDN 32 1ကိုပေါင်းရေးထားတာပေါ့နော်32 1ဆိုရင် 30 y 1 32 30 y 2 33 30 y 3 34 30 y 4 35 30 y 5 36 30 y 6 37 30 y 7 38 30 y 8 39 30 y 9အဲ့တော့ဒါဆိုရင် fourth column ကိုပြန်ပြောမယ်ဆိုလို့ရှိရင် 30 30 y 1 30 y 2 30 y 3 30 y 4 30 y 5 30 y 6 30 y 7 30 y 8 30 y 9နောက်ဆုံး final column ဒီမှာဆိုလို့ရှိရင်သူကဒီမှာကကဏ္ဍလေးတွေပဲပြောထားတာပေါ့နော်10ကဏ္ဍတွေပဲပြောပြထားတယ်အဲ့တော့40ကနေ90ရှိတယ်အဲ့တော့ဘာနဲ့တူလဲဆိုတော့31 to 39ပုံစံမျိုးနဲ့41 to 99ကဏ္ဍတွေကိုဒီလိုပုံစံနဲ့ပဲပြောပြရမယ်ပေါ့နော်အဲ့တော့အဓိကသိထားမှာကဒီ10ကဏ္ဍလေးတွေကိုသိပြီးထားရမယ်ပေါ့နော်အဲ့တော့40ကိုကြတော့ 40 50ကိုကြတော့ 50 50 60ကို 60 60 70ကို 70 70 80ကိုကြတော့ 80 80 90ကိုကြတော့ 90 90အဲ့တော့ပြန်ပြောမယ်ဆိုရင်40 50 60 70 80 90အဲ့တော့ဥပမာပြောမယ်63ဆိုလို့ရှိရင်60 y 3 51ဆိုလို့ရှိရင်50 y 1 88ဆိုလို့ရှိရင်80 y 8အဲ့တော့41ကနေ69အထိကဒီဘက်က31ကနေ39ပုံစံမျိုးနဲ့ပဲရေးတွက်ပေးရမှာပေါ့နော်အတူတူပဲအဲ့တော့ဒီအထိကကြတော့ cardinal numbers တွေကိုတစ်လုံးချင်းစီရွတ်ပြပေးသွားတာပေါ့နော်